16ရက်တလ2026အတွက်နောက်ဆုံးရဘောလုံးအားကစားသတင်းများအားလုံးပဲမင်္ဂလာပါရှင်ကိုဆိုစပေါ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်သတင်းအကြောင်းအရာလေးကတော့အသက်16နှစ်အရွယ်နောက်ခံလူဂရာနီမာလာစေအပြောင်းရွှေ့အတွက်အင်နာမီလန်နဲ့ဟိုက်ဒရက်ဆပ်ပလေတင်းတို့ကြားနောက်ဆုံးစစ်နှုံအားဖြင့်သဘောတူညီမှုကိုရရှိခဲ့ပြီးဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်မာဆေးကွင်းလေလူ PRE MLE ဟော့ဘတ်ရဲ့အေဂျင့်လူကာပူစင်နယ်လီကဇန်နဝါရီလမှာထွက်ခွာမယ်ဆိုတဲ့သတင်းတွေကိုပယ်ချခဲ့ပါတယ် PRE ဟာမာဆေးအသင်းအတွက်100%အာရုံစိုက်ထားပါတယ်သူဆက်နေခြင်းနဲ့မာဆေးအတွက်အကောင်းဆုံးစူးစမ်းခြင်းနဲ့သူ့ရဲ့အာရုံစိုက်မှုကမာဆေးစီမံကိန်းပေါ်မှာပဲရှိတယ်။မာဆေးမှာပဲအထူးအရာတွေဖြစ်လာစေခြင်းတယ်လို့ဆိုလိုက်ပါတယ်။ဂီတာဖေးအသင်းဟာကလပ်ဘလူးချက်အသင်းကဗဟိုနောက်ခံလိုဇိုင်ရိုမယ်ရိုကိုခေါ်ယူဖို့သဘောတူညီမှုကိုရရှိတော့မှာပါ။ဂျွန်လာအထိအငှားစာချုပ်နဲ့ပြောင်းရွှေ့မှာဖြစ်ပြီးဝယ်ယူခွင့်တွေမပါရှိခဲ့ပါဘူး။ဆန်လိုဝေအသင်းတိုက်စစ်မှုပတ်ဒရိုဟာစီးရီးကလပ်ပီဇာနဲ့သဘောတူညီမှုကိုရရှိခဲ့ပြီလို့သတင်းတွေထွက်ပေါ်နေပေမဲ့လည်းအတလက်တီကိုဒီဆန်လိုဝစ်မှထွက်ခွာဖို့စီစဉ်မရှိဘူးလို့သိရပါတယ်။အသက်16နှစ်အရွယ်တိုက်စစ်မူရာရန်ကဘုံမောက်အသင်းရဲ့ကမ်းလှမ်းမှုကိုလက်ခံပြီးပရီးမီးယားလိကိုပြောင်းရွှေ့ဖို့ဆန္ဒရှိကြောင်းသူ့ရဲ့အသင်းဘတ်စကိုဒါကမ်မာကိုတည်ပေးထားခဲ့ပါတယ်။ဘရာဇီးတောင်မန်ကစားသမားရာရန်အတွက်ယူရို35တန်းတန်ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးကလပ်အသင်းချင်းချင်းဆွေးနွေးမှုကိုစတိုက်လှုပ်ဆောင်နေပါတယ်။မန်ချက်စတာယူနိုက်တက်ရဲ့ယာယီမန်နေဂျာမိုက်ကယ်ကာရစ်ရဲ့ပထမအဆုံးပွဲစဉ်3ပွဲကတော့မန်စီးရီအာဆင်နယ်နဲ့ဖူဟန်တို့ပဲဖြစ်ပါတယ်။ဘရာဇီးအသင်းဘတ်ကိုဒါကမ်မာအသင်းဟာအိုရီနီအသင်းကတိုက်စစ်မှုဘရန်နာကိုခေါ်ယူဖို့သဘောတူညီမှုကိုရရှိခဲ့ပါတယ်။ဘရာဇီးတိုက်စစ်မှုဘရန်နာအတွက်အမြဲတမ်းပြောင်းရွှေ့မှုပဲဖြစ်ပါတယ်။ဝဟန်ကွင်းလေလူကတ်ပါကွာတာဟာဖာမီလိုကိုအသင်းကိုပြောင်းရွှေ့ဖို့ကလပ်အသင်းချင်းချင်းဆွေးနွေးမှုများကိုလာမယ့်ရက်များမှာဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်။ Real Madrid အသင်းဟာပြီးခဲ့တဲ့32နှစ်အတွင်းမှာစပိန်ကိုပါဒီယေဆုကို3ကြိမ်သာရရှိခဲ့ပါတယ်။2011 2014 2023တို့မှာသာရရှိခဲ့ပါတယ်။ဒီပြိုင်ပွဲဟာသူတို့ရဲ့အကြိုက်ဆုံးပြိုင်ပွဲမဟုတ်ပါဘူး။ဒီရာသီဘာစီလိုနာအတွက်တိုက်စစ်ကစားသမားဖာမီလိုပတ်ဟာ22ပွဲကစားရမှာ10ဂိုးသွင်းယူထားနိုင်ခဲ့ပြီးဂိုးပန်တီမှု10ကြိမ်ကူကိုပြုလုပ်ထားနိုင်ခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာနောက်ဆုံး17ပွဲစတိုင်အနိုင်ကစားခဲ့ရတာမို့ကလပ်အသင်းရဲ့သမိုင်းတစ်လျှောက်ဒုတိယအကောင်းဆုံးစံချိန်ကိုတင်လိုက်နိုင်ခဲ့ပါတယ်။ AC မီလန်တိုက်စစ်ကစားသမားခရစ္စတိုဖာအန်ကိုကူဟာစီးရီးနောက်ဆုံး၄ပွဲမှာဂိုးနဲ့ဂိုးပန်တီမှုကို9ကြိမ်ရရှိထားခဲ့ပါတယ်။လူငယ်လေးချင်းရေးစီစဉ်ကိုဖျက်ဆီးပြီးတဲ့နောက် Professional ဘောလုံးကစားဖို့ထွက်ခွာသွားတဲ့ကစားသမားအရေအတွက်အများဆုံးဘောလုံးကလပ်များကတော့ဘာစီလိုနာ40 Real Madrid 35 PSG 31ယောက်တို့ကဦးဆောင်နေပါတယ်။အဆုံးထိအားပေးကြတဲ့ဘောလုံးပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အားကစားသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့လို့ကိုဆိုရဲ့ YouTube Channel လေးနဲ့ TikTok အကောင့်လေးကိုလည်း Like and Subscribe လုပ်ထားပေးပါအောင်နော်။